拿来木干大太，叫轮到外国白到嘛也有那嘛好吧？你下他的ဝင်ငွေတစ်ချက်တိုင်းဟာ你ဒီကဘာပေါ်မှာရှိတဲ့နားလည်မှုပေါ်မှာအခြေခံပြီးတော့ရရှိလာတဲ့အကျိုးဖြစ်ပါတယ်။ဒီမှာဆုံးရှုံးသွားလိုက်တဲ့ငွေတစ်ချက်တိုင်းဟာဘာကိုထုတ်ဖော်ပြနေရလဲဆိုတာနင်ဟာဒီကဘာပေါ်မှာနားလည်မှုပိုင်းမှာချွတ်ယွံ့မှုရှိနေတယ်လို့ထုတ်ဖော်ပြနေတယ်။ဥပမာ老师တို့ကငွေ你ရှာလိုက်တဲ့ငွေလတိုင်း你incomeငွေအဲ့ဟာကနေလွတ်နိုင်တယ်လို့လှုပ်တက်တယ်လို့လဲလာတဲ့ငွေ你ဆုံးရှုံးသွားလိုက်တဲ့ investment တစ်ခုလုပ်လိုက်တယ်ဟာရှုံးသွားပြီ我唔知လို့ရှုံးသွားတယ်တသိန်းရှုံးသွားနှစ်သိန်း10သိန်းရှုံးသွားတယ်ဘာကြောင့်ရှုံးတာလဲ你အဲ့တခုကိုမနိုင်ဘူးနားမလဲလို့你လှုပ်လိုက်တယ်你ရဲ့အသိဉာဏ်နားလည်မှုကချွတ်ယွံ့မှုရှိနေလို့你ဆုံးရှုံးလိုက်ရတယ်တင်ဟာ你ရဲ့နားလည်မှုကဏ္ဍထက်ကျော်လွန်သောငွေကိုဘယ်တော့မှရယူနိုင်မှာမဟုတ်ပါတချို့ကပြောကြမဟုတ်ပါဘူးလို့တချို့လူကသူပတ်စံအများကြီးရတယ်ဒါပေမဲ့သူအဲ့လောက်မတော်အဲ့တော့အဲ့ဟာကဘာဖြစ်ကောင်းဖြစ်နိုင်မလဲဆိုတော့ကံကြောင့်ကံကောင်းမှုကြောင့်ငွေရလာလိမ့်မယ်တစ်ချိန်ရလာလိမ့်မယ်ဒါပေမဲ့အဲ့လိုကံကြောင့်ရလာတဲ့ငွေကနောက်ပိုင်းကဘာဖြစ်သွားနိုင်တယ်လဲဆိုတော့ကိုယ့်ရဲ့အသိဉာဏ်ကြောင့်အခိုက်အတန့်တစ်ခုဖြစ်ပြီးနောက်ဆုံးမှာကစွမ်းရည်မလုံလောက်ခြင်းကြောင့်ဒီငွေလည်းဆုံးရှုံးသွားလိမ့်မယ်ဥပမာအဖြစ်လူတယောက်မှာထီထိုးလိုက်တယ်သိန်းတစ်ထောင်ပေါက်သွားတယ်အဲ့တော့ပေါက်သွားတော့အဲ့ငွေကိုသူ့ရဲ့အသိဉာဏ်ကြောင့်လာတာမျိုးမဟုတ်ဘဲနဲ့ကံကြောင့်လာတော့နောက်ဆုံးဘယ်လိုဖြစ်သွားနိုင်တဲ့အလားအလာပုံများမလဲအလုံးစဉ်းစားကြည့် First step